တို့မှမသိအောင်မှားထားတဲ့ကိန်းမုံကြီးရောက်လာလို့ပြောနေတဲ့ရုပ်လေးဖြစ်ပါတယ်အဲ့ဒါအိမ်မှာပေါ့နော်အိမ်မှာအရင်ဖောက်ကြည့်လိုက်တယ်ပေါ့နော်ပြီးရင်တို့မစီကိုသွားပါမယ်ဖြောင်းနိုင်ပြီကိန်းမုံလေးကလာနေတာပြီးတော့တို့မစီကိုသွားဖို့ပြင်ပါတယ်တို့မစီကိုသွားဖို့ပြင်ပါတယ်ဒီတို့မစီကိုသွားပါပြီတို့မနဲ့တို့အိမ်တွေကပြင်ရှင်းဆိုင်လေးပဲပေါ့နော်ဟိုရောက်တော့သူစီကိုရောက်တော့ဗာလဲသူ့မွေးနေမှန်သူမသိပဲနဲ့ကိုသူ့မွေးနေတယ်သူ့မွေးနေတယ်နဲ့သူကလေးလေးမွေးနေတာပဲနော်ပြီးတော့သူမွေးနေတယ်တရားပြီးတော့ကျင်းတဲ့ပြောင်းနိုင်လေးထွန်းတာပေါ့နိုင်လေးထွန်းတဲ့လေးတုံလေးပါတယ်ကလေးတုံပြီးတော့ Happy birthday အခွက်လို့တော့ရတဲ့ကြတဲ့ပွဲရတော့ပဲဒီနာမှာကျင်းကြီးပြုံးရဆောင်နေပေါ့နော်ဘာရရမလဲတော့ကလေးလေးမြင်နေပြီးတော့ Happy birthday ဆိုပြီးတော့အငယ်ငယ်လေးဆောင်းတယ် Happy birthday to you Happy birthday to you Happy birthday Happy birthday Happy birthday to you ข้าวสวยแล้วบ่เร็วมาใส่กาแล้วกันเลยทีนี้ตลอดกาที่อยู่ใส่กาให้สุกว่าบ่เลยที่เกินใส่บาตรแล้วเราเยอะกว่าพี่ยอดเท่มาเท่ได้เลยสบายดีดูเราไม่ติ้งบ่นะဆိုတော့လည်းခေါင်းလေးထားကြတယ်နော်တို့ကပြောတာပါလေခါတော့မရဘူးဆိုတော့သူခင်ဗျားလေးကျင်းနေနေတာပေါ့နော်ကလေးလေးကတော့ကျင်းနေတယ်ပြောတယ်ငါချင်းလေးရတာဒါမင်းလေးရက်ပါမင်းကိုရည်ရွယ်ကျင်တာတွေမပူရတော့ဒီလိုခွဲတာလေလုံးရည်တညာလုံးရည်တာမင်းအတွက်လေကိုရည်ရွယ်တဲ့မင်းဝေးနေရေဒီယိုရေမာလာနေပါတယ်မင်းအတွက်သချင်းတွေလေဝင်မှုဆိုပြီးတော့